comment လေးကိုဖြည့်ပေးဖို့နည်းနည်းလေးရှက်နေပါတော့တိလားညီမမအဲ့ဟာမရှိဘူးတဲ့ဘယ်ဟာမရှိတာလဲပေါ့နော်ရှောက်ရှောက်မတွေးနဲ့ရှင်တို့တွေသူကဘာပြောချင်တာလဲဆိုလို့ရှိရင်ကိုက view များအောင် K များအောင်ပေါ့နော်သူများလေးလို view တွေတက်အောင်ဘယ်လိုလုပ်ရမှာလဲဆိုတဲ့ဟာကိုယိုနေရတင်ထားပြရတာဒါပေမဲ့ तू ကမရှိဘူးဆိုတော့ပြောထားတယ်အခုပြန်ပြီးတော့သွားပြပေးမယ်ဗီဒီယိုနဲ့တကွာသွားပြီးတော့ပြပေးမယ်တစ်ခုချင်းစီသွားပြပေးမယ်ပေါ့နော်မသိသေးတဲ့လူတွေဆိုလို့ရှိရင်လည်းကြည့်သွားလိုက်ပါသိတဲ့လူတွေဆိုလို့ရှိရင်လည်းကြော်သွားလို့ရပါတယ်ရှင်နော်သွားပြီးတော့ပြပေးမယ်ပေါ့နော်တစ်ကနေစပြီးတော့ပြောပြပေးတာမလို့အဆုံးထိကြည့်ပါဒီမှာကိုရဲ့အကောင့်ထဲမှာဝင်ပြီးပြီဆိုလို့ရှိရင်ဒီမှာတွေ့လားအပေါင်းပုံစံလေးတွေ့လားအဲ့ဒီအပေါင်းပုံစံလေးကိုနှိပ်ပေးပါပေါ့နော်ဒီမှာကိုကဓာတ်ပုံတင်ပြမှာနော်ဓာတ်ပုံနေရာမှာသွားပြီဆိုလို့ရှိရင်ဒီမှာပေါ့နော်ကဲဒီ၄တောင်လေးတွေ့လားဒီအပေါ်မှာဒီမှာတွေ့လားအဲ့ဒီ၄တောင်လေးကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်ရှင်ဒီ၄တောင်လေးကဒီမှာဒီ၄တောင်ကိုနှိပ်ပြီးသွားဆိုလို့ရှိရင်ကိုကဓာတ်ပုံရိုက်ချင်တာလားဆိုလို့ရှိရင်ဓာတ်ပုံလေးပေါ့နော်ဒီဟာလေးရိုက်ပြီးပါရပြီတွေ့လားဟိုမှာနောက်တစ်ပုံပုံကမရတတ်နိုင်ဘူးမှာတိုးနေပါတော့ရှင်တို့တွေအတွက်လာပြပေးတာပါဒီမှာဒီတိုင်းလုတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာပေါ့နော်ရပြီတွေ့လားဒီဟာလေးကိုတင်းဇလန်းဆိုတဲ့ဟာကိုထည့်လို့လည်းရတယ်မိုက်တင်းမှာတင်လည်းရတယ်ပြီးပြီဆိုလို့ရှိရင်ဒီရှေ့တို့နေရာမှာနှိပ်ပြီးပြီဆိုလို့ရှိရင်ဒီမှာပေါ့နော် post တင်ပါထဲကိုနှိပ်လို့လည်းရတယ်မိုက်တင်းမှာတင်မိုက်တင်းမှာလည်းတင်ပေးပြီးဆိုလို့ရှိရင် post တင်မှာလည်းတင်ပေးပေါ့နော်ဒါပေမဲ့ပုံကကြတော့လှနေဖို့လိုတယ်ပေါ့နော်အခုယိုရင်းကကြတော့ရှင်းနေတွေကိုပြပေးတာအတွက်ပေါ့နော်ဒီလိုမျိုးပေါ်နေရပါအဲ့တော့ဆိုရင်အဆင်ပြေပြီလို့ပဲထင်ပါတယ်ပေါ့နော်အားလုံးပဲအဆင်ပြေကြပါစေရှင်